press briefing စီစဉ်မှာအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကမျိုးသားညီညွတ်ရေးဆိုရသမ္မတရုံးပြောရေးဆိုခွင့်ရှိသူကျော်စောဖြစ်ပါတယ်အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံများသို့တွားရောက်ခဲ့တာဟာသူနဲ့စစ်ကောင်စီရဲ့အာဏာတည်မြဲရေးအတွက်အထောက်အကူပြုရေးစစ်လက်နက်များဝယ်ယူရေးတရားမဝင်ငွေကြေးရှာဖွေရေးမြန်မာပြည်သူများရဲ့လုပ်အားကိုအမျက်ထုတ်ရေးနဲ့လုပ်သားတင်ပို့ဖို့ဆိုတာတွေအပြင်စစ်ရှုံးနေတဲ့သူစစ်တပ်ကိုလေးလံလှည့်စားပြီးစိတ်ဓာတ်မြင့်တင်ဖို့နဲ့အတူအယောင်ရွေးကောက်ပွဲရနေပြီးနိုင်ငံရေးထွက်ပေါက်ရှာရန်တာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီတရားမဝင်အာဏာသိမ်းတဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနဲ့ပတ်သက်တဲ့ခွင့်ပြုမိန့်နဲ့အတည်ပြုမိန့်များထုတ်ပေးခြင်းကိုချွင်းချက်မရှိရပ်ဆိုင်းထားရန်အမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်းဗဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှအမိန့်ကြော်ညာစာအမှတ်1/21ဖြင့်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ရေရှည်တည်တံ့ခိုင်မြဲတဲ့ရင်းနှီးမြှုပ်နှံမှုများအတွက်စစ်ကောင်စီနဲ့ချုပ်ထားတဲ့စာချုပ်ကအကျိုးမရှိကြောင်းကိုလည်းရုရှားအစိုးရထံသို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမှစာရေးသားပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကျန်းဖက်စစ်ကောင်စီအာဏာသိမ်းမှုမတိုင်မီကနိုင်ငံများအကြားချုပ်ဆိုထားတဲ့နယ်နိမိတ်သဘောတူညီချက်များအပါအဝင်စာချုပ်များနဲ့သဘောတူညီချက်များကိုသာအတိအမှတ်ပြုတာဝန်ယူဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်တရားမဝင်တဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ထံမှခွင့်ပြုမိန့်အတည်ပြုမိန့်များတောင်းခံကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုဆောင်ရွက်ခြင်းလုံးဝမပြုလုပ်ကြပါရန်နဲ့ဆောင်ရွက်ဆဲတရားမဝင်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်းချွင်းချက်မရှိရပ်ဆိုင်းထားရန်အထူးသတိပေးအကြောင်းကြားလိုပါတယ်။ကနေဒါနိုင်ငံအစိုးရကမတ်လ10ရက်နေ့မှာစစ်ကောင်စီအဖွဲ့ဝင်များ73ဦးနဲ့ကာကွယ်ရေးဝန်ကြီးဌာနမြန်မာတပ်မတော်နဲ့တပ်မ33တို့ကိုပိတ်ဆို့အရေးယူကြောင်းကြေညာခဲ့ပါတယ်။ထုံနည်းတူစွာပဲဆွစ်ဇာလန်နိုင်ငံကလည်းမတ်လ17ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံမြန်မာရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကိုပိတ်ဆို့အရေးယူကြောင်းကြေညာခဲ့ပါတယ်။မြို့သားညီညွတ်ရေးအစိုးရအနေဖြင့်ကနေဒါနဲ့ဆွစ်ဇာလန်နိုင်ငံတို့ရဲ့အကြမ်းဖက်စစ်အုပ်စုအပေါ်အရေးယူမှုကြေညာချက်များကိုကြိုဆိုအတိမတ်ပြုကြောင်းပြောကြားလိုပါတယ်။အရက်သားပြည်သူလူထုကိုကြမ်းဖက်တပ်ဖြတ်နေမှုများကနေပြီးရက်ဆိုင်နိုင်ရန်အတွက်နိုင်ငံတကာအနေဖြင့်စစ်ကောင်စီတန်းလောင်စာစီနဲ့ငွေကြေးပတ်ပိုးမှုအားလုံးကိုရက်ဆိုင်ကလက်နက်ပစ္စည်းနဲ့နည်းပညာအကူအညီများကိုလွှဲပြောင်းပေးခြင်းကိုလည်းရက်ဆိုင်ရန်အမျိုးသားညီညွတ်ရေးအစိုးရကနိုင်ငံတကာကိုထပ်မံတောင်းဆိုလိုပါတယ်။2024ခုမှ2025ဘဏ္ဍာရေးနှစ်အတွက် UK နိုင်ငံမှပေးအပ်တဲ့မြန်မာနိုင်ငံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီမူလသတ်မှတ်ငွေပေါင်44သန်းမှပေါင်66သန်းကျော်အထိတိုးမြင့်ပေးခဲ့သည့်အတွက် UK နိုင်ငံကိုကျေးဇူးတင်ရှိပါတယ်။မြန်မာနိုင်ငံအတွင်းစစ်တပ်ရဲ့အကြမ်းဖက်မှုများနဲ့ရက်စက်ကြမ်းကြုတ်မှုများကြောင့်ထိခိုက်ရတဲ့ရိုဟင်ဂျာများအပါအဝင်ဒေသခံပြည်သူများအတွက်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံတို့လူသားချင်းစာနာထောက်ထားမှုအကူအညီများတိုးမြင့်ကယူရို86သန်းအကူအညီပေးဖို့ကြေညာခဲ့တဲ့ဥရောပသမဂ္ဂ EU ကိုလည်းကျေးဇူးတင်ရှိကြောင်းပြောချင်ပါတယ်။မြန်မာနိုင်ငံမှာလူဦးရေ15သန်းကျော်ဟာတစ်နှစ်တာစားနပ်ရိက္ခာလိုအပ်ချက်ကိုမပြည့်မီတဲ့အခြေအနေကြုံတွေ့နေရပါတယ်။အဲဒီလူဦးရေထဲက1.3သန်းကတော့စာလောင်မုတ်သိမ့်မှုဒဏ်ကိုရင်ဆိုင်နေရတယ်လို့ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP ကဆိုထားတဲ့အချိန်မှာ WFP ရဲ့ရန်ပုံငွေမလုံလောက်မှုကြောင့်မြန်မာနိုင်ငံကလူဦးရေ1သန်းအတွက်စားနပ်ရိက္ခာအထောက်အပံ့တွေကိုလာမယ့်ဧပြီလကစတင်ပြီးရပ်ဆိုင်းတော့မယ်လို့ကြေညာသွားခဲ့ကြောင်းကြားသိရတာအထူးပဲစိတ်မကောင်းဖြစ်မိရပါတယ်။ပဋိပက္ခတွေပုံမှန်များပြားလာနေတဲ့ကမ္ဘာအရေးတွေကြားမှာနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့မြန်မာပြည်သူလူထုရဲ့အကြက်ဒီဒုက္ခတွေကိုမေးလျော့မထားကြဖို့နဲ့မြန်မာနိုင်ငံအတွင်းနေရဆုတ်ကွာတင်းရှောင်နေရသူများ IDP တွေနဲ့အိန္ဒိယနိုင်ငံတွေမှာခိုလုံနေရတဲ့မြန်မာဒုက္ခသည်များအပါအဝင်မြန်မာပြည်သူလူထုများအတွက်လူ
လူသားချင်းစာနာမှုအသက်ကယ်အကူအညီများတိုးမြင့်ပေးသွားကြပါရန်နိုင်ငံတကာကိုအထူးတိုက်တွန်းတောင်းဆိုအပ်ပါတယ်မြန်မာနိုင်ငံမှာအခြေခံအလုပ်သမားအခွင့်အရေးနဲ့လူ့အခွင့်အရေးတွေကိုချိုးဖောက်ကာအကြမ်းဖက်လုပ်ငန်းတွေကိုကျူးလွန်နေတဲ့စစ်အုပ်စုကိုအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်33အရထိရောက်စွာအရေးယူနိုင်ရန်အတွက်အမျိုးသားညီညွတ်ရေးအစိုးရနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းများကပူးပေါင်းဆောင်ရွက်လက်ရှိကြပါတယ်စစ်ကောင်စီကို ILO Article 33အရထိရောက်စွာအရေးယူနိုင်ရန်အတွက်အာဆီယံနိုင်ငံတွေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်တိုက်တွန်းတောင်းဆိုအပ်ပါတယ်နောက်တစ်ချက်အနေနဲ့ကအပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံရဲ့113ကြိမ်မြောက်အစည်းအဝေးမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်တဲ့သုံးဖွဲ့ပေါင်းကိုယ်စားလှယ်အဖွဲ့ Tripartite ကိုအတိအမှတ်ပြုတက်ရောက်ခွင့်ပေးဖို့အတွက်လည်းအထူးတိုက်တွန်းတောင်းဆိုလိုပါတယ်အခုဆက်လက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်သူတို့ဝန်ဆောင်မှုတချို့ကိုအစီအခံတင်ပြလိုပါတယ်2025ခုနှစ်ပညာသင်နှစ်ဖေဖော်ဝါရီလချုပ်စီရင်ရအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအနေနဲ့ကျောင်းပေါင်း9900ကျော်ဆရာဆရာမပေါင်း6200ကျော်ကျောင်းသားပေါင်း8သိန်းကျော်တို့ဖြင့်အခြေခံပညာရေးကိုအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်အစစ်မြစ်ပညာကဏ္ဍမှာလည်းဂျာကာတာတက္ကသိုလ်ကောင်စီများရဲ့ပညာရေးဆိုင်ရာလွတ်လပ်မှုအရာဘွဲ့သင်တန်းများဖွင့်လှစ်ပို့ချလျက်ရှိပြီးဘွဲ့ရမောင်မယ်များကိုငွေထုတ်ပေးလျက်ရှိပါတယ်မြမနွေဦးတက္ကသိုလ် MNOU ရဲ့ပထမဆုံးဘွဲ့ရင်းသဘင်ကို2025ခုနှစ်မတ်လ10ရက်နေ့ကအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်ဒီလိုလုပ်နေတာက CDN လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့နိုင်ငံဝန်ထမ်းတရေကောင်းတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကြောင့်လည်းယခုလိုဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်တစ်ဖက်မှာတိုင်းပြည်ရဲ့တောက်တိုင်ဖြစ်ခဲ့တဲ့ဝန်ထမ်း3သိန်းကျော်ကိုအဖက်စစ်စစ်တပ်ကအလုပ်ကထုတ်ပယ်ပြီးနိုင်ငံခြားသွားရောက်ခွင့်ပိတ်ပင်ခြင်းပြည်တွင်းမှာအလုပ်လုပ်ပိုင်ခြင်းများကိုလည်းပိတ်ပင်ထားစည်းတာယနေ့အချိန်ထိပဲဖြစ်ပါတယ် Basic Education Completion Assessment BECA ကို3ချိန်တိုင်ပညာရေးဝန်ကြီးဌာနကကျင်းပပြုလုပ်ပေးခဲ့ပြီးအခြေခံပညာအဆင့်အောင်လက်မှတ်များရရှိနိုင်ရေးဆောင်ရွက်ခဲ့ရာကျောင်းသားကျောင်းသူ9000ကျော်ကိုအောင်လက်မှတ်များထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ကျောင်းသားကျောင်းသူများအနေနဲ့မိမိတို့ရဲ့ ID နဲ့ passport ဖြင့်မြည်သည့်အချိန်တွင်မဆိုအောင်လက်မှတ်များနဲ့ဘွဲ့လက်မှတ်များကိုကိုယ်တိုင်ထုတ်ယူနိုင်မည့်စနစ်တစ်ခုကိုတည်ဆောက်ထားပြီးဖြစ်ပါတယ်။အဆင့်မြင့်ပညာကဏ္ဍမှာ Interim University Council ဂျာကာလယာယီတက္ကသိုလ်ကောင်စီများကထုတ်ပေးတဲ့ဘွဲ့လက်မှတ်များဖြင့်နိုင်ငံခြားရှိတက္ကသိုလ်များမှာကျောင်းသားကျောင်းသူများဆက်လက်ပညာသင်ယူနိုင်ရန်အတွက်သက်ဆိုင်ရာဝန်ကြီးဌာနများမှကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။အချိန်တည်းမှာပဲကျောင်းသူကျောင်းသားတွေရဲ့ပညာဆက်လက်သင်ကြားခွင့်မရနိုင်အောင်လို့အကြမ်းဖက်စစ်ကောင်စီက notary လုပ်ပေးနေတဲ့လူတွေကိုဖမ်းဆီးတာစတဲ့ပိတ်ပင်မှုတွေကိုလုပ်နေလူငယ်တွေပညာသင်ကြားခွင့်မရအောင်တားဆီးနေမှုတွေကိုကျွန်တော်ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်ကျွန်တော်ရဲ့လူခွင့်ရေးဝန်ကြီးဌာနကယခုအခါမှာ online သင်တန်းများအပြင်မြေပြင်ပေါ်မှာလည်းလူခွင့်ရေးအကြောင်းစစ်တီတော်ကျင့်ဝတ်နဲ့လူသားချင်းစာနာမှုဆိုင်ရာနိုင်ငံတကာဥပဒေများအကြောင်းကိုပို့ချဟောပြောသင်ယူမှုများပြုလုပ်လျက်ရှိနေပါပြီအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက2025ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာလူသားချင်းစာနာအကူအညီအတွက်ကျပ်ငွေတန်း900ကျော်ကိုအရေးပေါ်အကူအညီလိုအပ်နေသူများထံပံ့ပိုးပေးနိုင်ခဲ့ကြောင်းကိုလည်းတင်ပြအစီရင်ခံခြင်းပါတယ်အဆိုပါကူညီမှုတွေမှာနေရစုပါစစ်ဘေးရှောင်ပြည်သူ9000ခန့်ကြဆုံးတရေကောင်းပြည်သူ200ထိခိုက်ဒဏ်ရာရရှိသူ900ကျော်အတွက်အရေးပေါ်အကူအညီ CDN ဝန်ထမ်းတွေနိုင်ငံရေးအကျဉ်းသားတွေနဲ့သူတို့ရဲ့မိသားစုတွေအတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေပါဝင်ပါတယ်အကြက်အတီးတွေကြားနေကြက်ကြက်ခံကအဖက်ဖက်မှဆက်လက်ကူညီတိုက်ပွဲဝင်နေကြတဲ့တော်လှန်ပြည်သူအားလုံးကိုလေးစားမှတ်တမ်းတင်လျက်ဂုဏ်ပြုလိုပါတယ်ဤကုန်းချုပ်အနေနဲ့ပြောရရင်ပြည်သူလူထုတွေနဲ့အတူဒီတော်လှန်ရေးကိုအဆုံးထိရောက်အောင်မြင်အောင်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီးစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်တိုက်ထုတ်သွားမှာဖြစ်ကြောင်းကတိပြုလိုပါတယ်
ယခုထက်ပို၍ညီညွတ်မှုများရရှိလာစေရန်အတွက်စင်ဆက်မပြတ်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းထပ်လောင်းကတိပြုရင်းဤကုန်းချုပ်ပါတယ်အရေးတော်ပုံမိုးချအောင်ရမည်ကျေးဇူးတင်ပါတယ်